ညာတော်တဲ့သူကိုပညာတော်တဲ့မိမပဲရမှာပေါ့ကွာသူနဲ့တန်ရမှာလေမင်းတို့ကလေးကချေကောင်းနေကလေးကချေမိမနဲ့ပဲရအဲ့လိုပဲသမီးတွေလည်းတိုင်းပဲကိုကကလေးကချေဗလီပသာလုပ်နေကိုနဲ့ထိုက်တာနဲ့ပဲရအများကြီးမျောလင့်မနေနဲ့တန်ရပဲရတာလောကမတဏမပေးဘူးကိုကအစင်းမြင့်မြင့်လို့ချင်းအစင်းမြင့်မြင့်အည်သွေးတွေတိဆောက်ထားအဲ့ဒါမမေးနဲ့ကံမဲကွာမင်းတို့တိဆောက်တာမင်းတို့ကံဟုတ်ပြီနော်ကံကြီးရဇွဲတဲ့စလုံးကြီးနဲ့ရေးတာလူကနေဖင်ထိုးလို့မထားနာမည်တော့ဇွဲလို့ရေးထက်တာပဲလားဇွဲတို့တတ္တိတို့ကြောက်တာလည်းအကုန်ကြောက်တယ်တတ္တိဆိုတဲ့ကောင်ကလည်းနော်ဇွဲဆိုတဲ့ထိုးတဲ့ကောင်လည်းနေဖင်ထိုးလို့အရာမထားဘူးဘာလုံးမလို့ချင်ပြင်းတာဟောင်းလို့မထိုးနဲ့ရှောက်ပြီးတော့ကိုယ့်ကိုတိတ်ခါချတယ်လို့ပဲတို့ဘာမှတလုံးမှအပြောက်လေးတစ်ပြောက်တော့မဲ့တက်တူးထိုးတော့တာမရှိဘူးအဲဇွဲတို့တတ္တိတို့ကရင်ထဲမှာရှိတာမဲ့တက်တူးထိုးလို့ပေါ်လာတာမျိုးမဟုတ်ဘူးဟမ်သဘောပေါက်လားဟုတ်လားဘယ်တော့မှ not surrender never give up ပေါ့ဘယ်တော့မှလက်မမြောက်တဲ့စိတ်တဲ့သေမသေးကွာလက်မမြောက်အောင်ဒူးမထောက်သေးသွားတာအေးတယ်ဟုတ်လားလောကကြီးကိုတိုက်ပွဲဝင်နေသေးသွားတာအေးတယ်ဘယ်တော့မှဒူးမထောက်နဲ့လက်မမြောက်ကိုယ့်ကိုတတ်သေးသွားတဲ့သူတွေကဒူးထောက်လက်မြောက်သွားတာဟုတ်လားအေးနောက်ကြမယ်ဒီတဲ့ကမကြားခြင်းအဆုံးဖြစ်လိမ့်မယ်အဲ့ဒါမျိုးလေးလောကကြီးကမင်းတို့သေချင်အောင်လုပ်နေမသေးရတဲ့တက်တီမင်းတို့ကြိုးစားဖို့လို့ resilient ခံနိုင်ရင်ရှိအောင်လေ့ကျင့်တာအရင်ရှိတယ်ကိုယ့်ကိုယုံကြည်မှုရှိတဲ့သူတွေကဘယ်တော့မှကိုယ့်ကိုတတ်မသိဘူး